ကဲအားလုံးပဲမင်္ဂလာပါကဲမနေ့ကတော့ဆရာမထိလိုက်ဘူးเนาะကဲဒီနေ့ဆရာတို့ဇာတို့လိုက်မယ်เนาะဇာတို့လိုက်မယ်ဒီနေ့နေ့လဲ10ခွက်ပါပဲ9ရက်4ရက်2025အတွက်ဆရာကောင်းကြိတ်တဲ့ကနန်း10ခွက်ကိုဇာတို့လိုက်ပါမယ်မနေ့ကမထိလိုက်ဘူးဒီနေ့တော့ဒီနေ့ဇာတို့လိုက်ပါမယ်เนาะဒီနေ့တိုးပြီးပေါက်ပါစေကဲဆရာရဲ့10ခွက်ကဘာဖြစ်မလို့ကဲအဲ့ဒါလေးမလုပ်ခင်ကိုကဲဘော်ဒါတွေအားကျွန်မမချမ်းသာပါစေဘေဘီယာတွေဝင်ကင်းဝေးပါစေအိမ်သုံးအားပြီးကိုကြိုးနိုင်ပါစေဗျာကဲကျွန်တော်ရဲ့10ခွက်ကတော့3385358 9308 ဖြစ်ပါတယ်ကဲဘော်ဒါတွေထဲမှာပေါက်ပါစေပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နော်ဘော်ဒါတွေအလူတိုင်းရင်များနိုင်ပါစေကကြီးသုံးပါးပေးမှကင်းဝေးပါစေဘေးရန်ရဲ့ကင်းရှင်းပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ရပါစေလို့ကျွန်တော်ဆရာကောင်းကဆုတောင်းပေးလိုက်ပါတယ်နော်